အားလုံးပဲမင်္ဂလာပါခင်ဗျာ2025ခုနှစ်4လပိုင်း15ရက်တောင်ကိုရီးယားနိုင်ငံဂျောင်ဂီပြည်နယ်ရုံးအင်မြို့ကတိုက်ခန်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ကိုယ့်ရဲ့မိသားစုကိုရဲရဲဆက်ဆက်ပြန်တက်ဖြတ်ခဲ့တဲ့ငါးလောင်းပြန်လူတက်မှုရဲ့ဖြစ်စဉ်အသေးစိတ်ကလေးကိုကျွန်တော်သိရတဲ့လောက်ပြန်လဲ sharing လုပ်ပေးပါမယ်ခင်ဗျာဘာလို့ဒီအိမ်တော်ဦးစီးကသူ့မိဘတွေရဲ့မိန်းမရဲ့ကလေးတွေရဲ့တက်လိုက်တာလဲဆိုတော့သူ့မှာအင်ချမ်ကြီးအကျိုးဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီးသူလိမ်လည်မှုတစ်ခုကြောင့်တပြဿနာတွေတက်နေပါတယ်တရားအစွဲဆိုခံထားရတာပါအဲ့ဒီကနေစတယ်လို့ပြောရမှာပေါ့ဗျာဘယ်လိုလဲဆိုတော့အသေးစိတ်ကသူတို့ကတိုက်ခန်းနေမဆောက်ရသေးတဲ့ဘယ်လိုရမလဲစီမံကိန်းတစ်ခုကိုစာချုပ်ချုပ်ရင်300နဲ့ချုပ်ပြီးတော့တစ်လကို3သိန်းမဲ့ပေးပြီးတော့10နှစ်တိတိနေထိုင်နိုင်မယ်ဆိုပြီးလိမ်လည်ပြီးစာချုပ်တွေချုပ်ခဲ့တာပါခင်ဗျလူတယောက်က300နဲ့ချုပ်မယ်ဆိုရင်သူ့အတွက်ကျန်တာက360လို့ပြောရတယ်ခင်ဗျကျန်တာကသူနဲ့အတူတူပေါင်းလိမ့်တဲ့ကုမ္ပဏီက240ကိုယူသွားတယ်လို့ပြောပါတယ်ခင်ဗျတယောက်ကို360နဲ့တွေ့ချင်းရောက်နေရကြောဆိုတော့တိမ်မောင်း1200ကျော်ဖြစ်မယ်ခင်ဗျ3နှစ်လောက်ကြာတဲ့အချိန်မှာဒီတိုက်ခန်းတွေကလည်းလုပ်ငန်းတွေလည်းမစတင်သေးတော့တန်တရားရှိတဲ့60ကျော်ကငွေတွေပြန်တောင်းတာပေါ့ပြန်တောင်းတော့ငွေပြန်မပေးနိုင်တော့တရားစွဲဆိုမှုတွေခံခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအချိန်ကစပြီးလူကပြဿနာတွေစလာခဲ့တာပါခင်ဗျပေးစရာပတ်စံလည်းမရှိတော့ဘူးသူတို့ရဲ့အိမ်ကိုတော့မှရောင်းပြီးတော့တခြားလာကပေးပြီးနေရတဲ့အိမ်မှာထပ်ပြီးသူတို့နေရတယ်ဒီလိုနဲ့ဒီလိုလည်းနောက်ဆုံးဘာတွေးလိုက်လည်းမသိဘူးပေါ့နော်သူမိသားစုကိုဒီလိုပဲရဲဆက်ဆက်တက်ဖြတ်မိသွားတယ်ပေါ့နော်တက်ဖြတ်တာလည်းတိုင်ပြီးပြုံးစားကြီးလောက်တာမဟုတ်ပါဘူးအေးဆေးတိုက်ပြီးကကြမှာတက်ဖြတ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျဒီအေးဆေးဆိုတာလေကိုရီးယားနိုင်ငံမှာဝယ်ချင်တိုင်းဝယ်လို့မရပါဘူးဆရာဝန်ရဲ့ထောက်ခံစာလက်မှတ်ပါမှဝယ်လို့ရတာပါသူကဒီဟာကိုလာပေါင်းများစွာဆရာဝန်စီကထောက်ခံစာနဲ့တော်ဝယ်ပြီးတော့အိမ်မှာစုထားရတယ်ဆိုတာကိုရက်တက်ဖွဲ့တွေကတော့သိရလို့သူ့ကိုကြိုတင်ကြံစီမှုအနေနဲ့ပါတရားစွဲထားတာပါခင်ဗျနှမျိုးစရာကောင်းတာကသူ့မှာအကျွေးတွေဒီလိုမျိုးတွေဖြစ်ပြဿနာတွေဖြစ်တော့သူ့ရဲ့အသက်20ကျော်ကလေးမလေးဆိုတာကလည်းနိုင်ငံသားကိုသူကပညာတော်တင်လွှတ်ထားတဲ့သမီးလေးပါခင်ဗျမတက်နိုင်တဲ့အဆုံးအဲ့သမီးလေးကိုပါကြောင်းမထားနိုင်တော့ပဲပြန်ပြီးခေါ်လိုက်ရတဲ့အနေထားဒီဖြစ်သွားတာပါပြီးအသက်ပါခံလိုက်ရတာပါခင်ဗျအိမ်နီးနားချင်းတွေနဲ့သူတို့တီးတဲ့သူတွေပြောတာကတော့သူတို့ရိုးသားမှမိသားစုပါပဲတဲ့ဒါပေမဲ့သူ့အဖေကထူးခြားတာကဒီလူတက်တဲ့ခံဟာပေါ့နော်သူကအနုပညာကျောင်းတစ်ခုကနေပြီးကြမှာကျောင်းပြီးတယ်ပြီးတော့အဲဒီကျောင်းအုပ်ထိပါသူကတာဝန်ယူပြီးလောက်ကင်ခဲ့တဲ့နော်တော်တော်ပေါ်သေးသေးမဟုတ်တဲ့လူတယောက်လို့တော့ပြောကြပါတယ်ခင်ဗျပြီး